လင်မယားဆိုတာလင်ကရားတာလားမယားကရားတာ အဲ့တော့လင်းရရလဲမို့မရရလဲမို့တခေါင်းကျော်မရောက်ခမကြီးခေါင်းရင်းမှာထရတာဟေး အော်ဒါကြောင့်ငါအဖွာမအိတ်တာဟုတ် ကွန်တမြုံမြုံနဲ့စောင့်ဘာတွေပြောနေတာလဲ မင်းမသိမဲဆို မိကောင်းကောင်းမေးပါလားကွာ အေးအဲ့ဒါကောင်းကောင်းမဲမယ် ဟေး အုံးမင်းနဲ့ကအုံးသီးတဲ့ကိုရေဘလူဝင်ထက် အဲ့ဒါဒီလိုတငယ်ချင်းမိုးတွင်းကြတော့မိုးကရွာတော့အုံးဒီမှာအညာလေးရှိတယ်ကြွက်မီလေးအဲ့ကြွက်မီလေးကနေရေတွေစိမ့်ပြီးတော့ရေအဲ့အုံးဒီတဲ့ဝင်သွားလို့အုံးရီဆိုတာဖြစ်လာတာအညာစိမ့်ကြ အညာနဲ့တစ်စက်ချင်းစိတ်ပိုက်ကြီးတဲ့ပိုက်ထဲကခလေးကိုဘလူထက် तू ကဒီလိုကမိုးတွင်းကြတော့အညာနေတစ်စက်ချင်းကြတာဟာမသိဘူးကွာ မသိဘူးပြောပါ မိကောင်းမေးပါ မဲဆိုလို့ မိကောင်းမေးပါ အခုဆိုရင်ရှင်းလာကြဝါကောင်ဆိုရင်ဟိုမှာဟိုမန္တလေးမှာမြောက်ပြုံးပွဲ တောင်ပြုံးပွဲ မြောက်ရက်မှာရှိအဲ့မှာဘလူတွေရှိ ကိုတော်ကြီးကိုတော်လေးမင်းနှစ်ပါးရှိ အေးမသိလို့မေးတာကိုတော်ကြီးကိုတော်လေးကဘာတော်လဲ ဟာညီကိုဘောဟာ ဘာဖြစ်လို့ညီကိုတော်လဲ ဟောဗျာနိုးဆိုဘက်မညီကို နို့ဆိုဘက်ကညီကို ဟုတ်တယ်ကွာ ဒါဆိုငါနဲ့ငါအဖေကဘာတော်တော့ တားပါလေ ဩမင်းပြောတော့နို့ဆိုဘက်ကညီကိုဆို ဘာရဲ့